ကိုထွန်းနဲ့သူ့တငယ်ချင်းကျော်ကြီးတို့ဟာနေကပြန်လာရင်ညှင်းနဲ့သွားလို့လမ်းဖြတ်တစ်ခုဖြစ်တဲ့မြောင်ကျေတောက်လမ်းထဲကိုဝင်မိကြတယ်။လမ်းဘေးမှာအဖြူရောင်ဝတ်ထားတဲ့အဖိုးအိုတယောက်ကဒီလမ်းကသွားရင်ရွာကိုပိုနီးတယ်လို့လမ်းညွှန်လိုက်တယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအဖိုးအိုရဲ့ခြေထောက်တွေကမြေကြီးပေါ်မှာမရှိဘဲတရွက်ချောက်တွေပေါ်မှာလွင့်နေတာကိုသူတို့သတိမထားမိခဲ့ကြဘူး။ရွာဝင်ရောက်တဲ့အခါရွာသားတွေကမီးပုံဘေးမှာဝိုင်းထိုင်နေကြတယ်။ဒါပေမဲ့ရွာသားအားလုံးကခေါင်းငုံထားကြပြီးဘယ်သူမှစကားမပြောကြဘူး။ကိုထွန်းကအကိုတို့ဒီမှာတညလောက်တဲလို့ရမလားလို့မေးလိုက်တဲ့အခါရွာသားအားလုံးကတပြိုင်နက်တည်းခေါင်းမော့ကြည့်လိုက်တယ်။သူတို့အားလုံးရဲ့မျက်နှာမှာမျက်လုံးတွေမပါဘဲအသားပြင်ကြီးပဲရှိနေတာကိုတွေးလိုက်ရတဲ့အခါကိုထွန်းတို့တငယ်ချင်းနှစ်ယောက်တွေးပြတ်သွားပါတော့တယ်။သူတို့နှစ်ယောက်ဆိုင်ကယ်နဲ့ပြန်လှည့်ပြေးကြပေမဲ့ဘလောက်ပဲမောင်းမောင်းစောစောကမီးပုံဘေးကိုပဲထက်ခါပြန်ရောက်နေတယ်။ဆိုင်ကယ်စီကနေလဲကြောက်ဆိုတဲ့အတန်တွေထွက်လာပြီးဆိုင်ကယ်နောက်ကြီးမှန်ထဲမှာသူတို့နှစ်ယောက်ရဲ့ရုပ်သွင်းကတဖြည်းဖြည်းအေးပျော်ကျနေတာကိုမြင်လိုက်ရတယ်။ရုတ်တရက်ရွာလဲကဘုံကြီးเจ้าဟောင်းကြီးတဲကနေခေါင်းဆိုတဲ့ခေါင်းလောင်းတန်ကြီးထွက်လာတယ်။အဲ့ဒီအတန်ကြားတာနဲ့မျက်နှာမဲ့ရွာသားတွေကလေးဘက်ထောက်ပြီးကိုထွန်းတို့နောက်ကိုတားရဲတွေလိုလိုက်လာကြတယ်။မင်းတို့မျက်နှာကိုငါတို့ပေးငါတို့ကလွတ်မြောက်ချင်ပြီးလို့တိုးတိုးလေးကပ်ပြောတန်တွေကိုနားထဲမှာကြားနေရတယ်။ကိုထွန်းဟာအိမ်တအိမ်ထဲကိုပြေးဝင်ပုံနေတော့အိမ်ထဲမှာသူ့တငယ်ချင်းကျော်ကြီးထိုင်နေတာကိုတွေ့လိုက်ရတယ်။ကျော်ကြီးမင်းဒီကိုဘလို့ရောက်နေတာလဲလို့မေးလိုက်ပေမဲ့ကျော်ကြီးကပြန်မဖြေဘူး။ကျော်ကြီးကမှန်တစ်ချက်ကိုထုတ်ပြလိုက်တဲ့အခါကိုထွန်းမြင်လိုက်ရတာကကိုထွန်းရဲ့မျက်နှာဟာကျော်ကြီးဖြစ်နေပြီးကျော်ကြီးရဲ့မျက်နှာကကိုထွန်းဖြစ်နေတာကိုပါ။သူတို့ရဲ့ဝိညာဉ်တွေလဲလှယ်ခံလိုက်ရပါပြီ။အပြင်ကနေကိုထွန်းနဲ့ကျော်ကြီးရဲ့အတန်တွေနဲ့လူနှစ်ယောက်ရောက်လာပြီးတကားကိုလာခောက်တယ်။တကားဖွင့်မှာငါတို့အပြင်မှာတရေ6ခံနေရလို့တဲ့အထဲကကိုထွန်းကတကားသွားဖွင့်ဖို့လုပ်ပေမဲ့မှန်သေးကသူ့ပုံရိပ်ကသူ့လက်ကိုလှမ်းဖမ်းလိုက်တယ်။မဖွင့်နဲ့အပြင်ကလူတွေကမင်းတို့ရဲ့ရုပ်ကိုခွာယူသွားတဲ့နတ်ဆိုးတွေတဲ့ကိုထွန်းဟာဘသူ့ကိုယုံရမှန်းမသိတော့ပဲမှန်ကိုရိုက်ခွဲလိုက်တယ်။မှန်ကွဲစတွေတဲကနေသွေးတွေပန်းထွက်လာပြီးရွာတစ်ခုလုံးကပုံရိပ်တွေကဝေဝါးသွားတယ်။ကိုထွန်းသတိပြန်ရလာတဲ့အခါသူဟာတင်းချိုင်းကုန်းတစ်ခုရဲ့အုတ်ဂူပေါ်မှာအိပ်ပျော်နေတာကိုတွေ့ရတယ်။ဒါပေမဲ့သူ့ဘေးမှာကြော်ကြီးမရှိတော့ဘူး။ကိုထွန်းဟာတယောက်တည်းရွာကိုပြန်ရောက်သွားခဲ့တယ်။ကြော်ကြီးရဲ့အိမ်ကိုသွားကြည့်တဲ့အခါကြော်ကြီးကအိမ်ရှိမှာထိုင်နေတာကိုတွေ့ရတယ်။ကြော်ကြီးမင်းလွတ်လာပြီလားလို့မေးပေမဲ့ကြော်ကြီးကသူ့ကိုမသိသလိုစိုက်ကြည့်နေတယ်။ကိုထွန်းကကြော်ကြီးရဲ့လက်ကိုကင်လိုက်တဲ့အခါကြော်ကြီးရဲ့လက်ကအသားမဟုတ်ပဲအေးဆက်နေတဲ့ကြောက်တုံးကြီးလိုဖြစ်နေတာကိုသိလိုက်ရတယ်။ကိုထွန်းဟာကြောက်လန့်ပြီးသူ့အိမ်ကိုပြန်ပြေးတယ်။အိမ်ရောက်လို့မှန်နေကြည့်လိုက်တဲ့အခါသူ့မျက်နှာမှာမျက်လုံးတွေပျောက်ဆုံးနေပြီးအပေါက်မဲကြီးနှစ်ခုပဲကျန်ခဲ့တာကိုတွေ့လိုက်ရတယ်။သူဟာစောစောကမျက်နှာမဲရွာသားတွေတဲကတယောက်ဖြစ်သွားပါပြီ။အပြင်ကနေကြော်ကြီးရဲ့အတန်ကိုကြားလိုက်ရတယ်။ကိုထွန်းမင်းမျက်နှာကငါ့စီမှာအရန်လှတယ်ကျေးဇူးပဲကွာတဲ့။နောက်ဆုံးမှာကိုထွန်းလမ်းဘေးမှာပြန်ရက်နေတယ်။အဝေးကနေဆိုင်ကယ်မီးရောင်တစ်ခုလာနေတာကိုမြင်လိုက်ရတယ်။သူကအဖြူရောင်ဝတ်စုံကိုဝတ်လိုက်ပြီးဒီလမ်းကသွားရင်ရွာကိုပိုနီးတယ်လို့လမ်းညွှန်ဖို့ပြင်လိုက်ပါတော့တယ်။